မင်္ဂလာပါဒီဗီဒီယိုလေးကတော့အရင်အငင်းတန်တဲ့လူတွေစုကန်ကြတယ်ပေါ့နော်ပုံမှန်စနေနေ့ကန်တဲ့ပွဲလေးဖြစ်ပါတယ်ဒီနေ့လှည့်ကြတော့စားသက်ခွင့်လေးဖြစ်တယ်ပေါ့နော်ဒါကြတော့ပုံမှန်တိုင်းကျွန်တော် training လေးစပြီးတော့အရင်ဆုံးကန်တယ်ပေါ့နော်ဒီပေါ့နော်ယောက်ျားချင်းချင်းရင်တိုက်မှုတွေတော့ဖြစ်ပေါ်တယ်ပေါ့နော်ဒီဘက်ပါလာလောက်တာမသိဘူးလာပြီးတော့ရင်တိုက်မှုတွေလာလုံနေပါတယ်ရှုပ်ကုန်ပါမယ်ဒါကြတော့ဘိုင်ဝမ်းလေးပေါ့နော်တစ်ချက်လေးကျင်တယ်ပေါ့နော်တစ်ချက်ခောက်ကန်တိုင်ထိပါပြီဗျာတိုင်တော့လှုပ်သွားပါဒီဘက်နောက်တစ်လုံးပေါ့နော်တော့တော့ကျတော့ပြရတယ်ပြပြီးတော့တစ်ချက်ထုတ်ပြီးကန်တယ်ကိုတော့မိပါတယ်ခင်ဗျာဒါနဲ့ကျွန်တော်လူခွေးစက်ကန်ပါဒါတော့ခုနက training လောက်တုံးကတစ်ချက် fake ပြတဲ့အကွက်လေးပါလာတယ်နော်တစ်ချက် fake ပြပြီးကန်ပါတယ်ဒီမှာလည်းကန်လို့နဲ့ဘေးကအဝေးတိုင်ပို့ပေးလိုက်တယ်ပေါ့နော်ကိုပါတယ်ဒီမှာတော့ဘာဆိုင်နဲ့တရားချင်းတွေ့ရပါတော့ဆိုင်နဲ့ကိုမေးလိုက်ပါတယ်ဒီဘက်ကိုဆိုယူမှတ်မိလားဆိုပြီးတော့တစ်ချက်လုံးမေးလိုက်ပါတယ်နည်းနည်းတော့လန့်သွားတဲ့ပုံမှာဒီမှာလည်းရရင်ရတော့ကျွန်တော်ကိုသမားတွေကန်တယ်ပေါ့နော်ကျွန်တော်စုကန်ပြီးတော့ပြင်တော့တောင်းဝင်ပါတယ်ကိုကြီးဆွဲဖန်ညာပေါ့ဒါကတော့တခါမှမတိုက်ဘူးတဲ့ကောက်တိုက်ချက်ပေါ့နော်တော်တော်လေးတော့မူးပါတယ်ပြီးတော့ကျွန်တော်ပနရီလေးကျင်တယ်ပေါ့နော်ကိုသမားလည်းအားကောင်းလဲတော့မသိပါဘူးဒီမှာတော့လက်ဖိတ်ကြီးဆိုပြီးတော့ကလီကလာနေပေါ့နော်ကျွန်တော်ဒီပနရီကိုစီးနေပြီးကန်ခိုင်းပါတယ်ပထမတုန်းကကိုးပါတယ်ခင်ဗျာအနောက်ကပိုက်ဒီပါပေါက်ထွက်သွားပါညာလေးတိုက်နေပေါ့နော်ဒါနဲ့နောက်တစ်လုံးကန်ခိုင်းပါတယ်နောက်တစ်လုံးကျတော့ကိုသမားကိုတက်ကန်ပေးလိုက်ပါတယ်ကိုသမားလည်းပုတ်ပါတယ်ဒီဘက်တွေအသိညင်းနေဗျာဘယ်လိုညင်းလို့ညင်းမှမသိကြပါကတော့ကန်နေပြီအရှုပ်ကုန်ဒီလိုမှကျွန်တော်ပြီးတာနဲ့သွေးဘူးလေးချင်းကန်နေပါလောက်ပြီးတော့ကြော်ရှော့ပါညာလည်းပြီးတော့